ကိစ္စကြောင့်အဆောင်အနေနဲ့အပေါ်တက်မှလာငားမိနေတဲ့အမျိုးသားတယောက်ညဆိုစာပိုင်းခရီးကစားတိုင်ကြလို့တွားကြည့်ပေမဲ့လည်းဘယ်သူမှရှိမနေတော့အခနောက်မှာပြည်မောက်ကနေအောက်ကိုဆင်းသွားကြည့်ပေမဲ့အဲ့အောက်မှာတော့ခလေးလောင်းနေရှိနေတော့တည်သွားပါတော့တယ်ကုံလိုဆိုတဲ့အမျိုးသားအထက်တန်းကျောင်းသားတယောက်ပါသူကအေးစီစာလေးလာကျတော့အဆောင်ငားမိနေတာပေါ့အစားစာလည်းကြည့်တော့နေရတာပိုပြီးအဆင်ပြေနေတာပါဒါမဲ့ထူးဆန်းတာဘေးနောက်မှာအုံနေအမြင်ရှိနေတာပါဘာလဲတော့မသိရဘူးပေါ့ညဘက်စောက်ဖက်နေခလေးကစားတိုင်နေကြလို့တိတ်တိတ်နေလို့အော်ပြောရင်တော့ကြည့်မိလိုက်ပါလေနေအောင်ကတ်တွင်ကြည့်တော့မှောင်နေတာလည်းဘာမှမရှိခဲ့ပါဘူးနှွေးကြအရင်ကောင်မလေးကိုမင်းကြည့်တော့ဟိုဘက်ကလမ်းဆော့တဲ့အတန်လို့ပြောပါတယ်ဒီဘက်ကကြားရတာလည်းပြောပါတယ်သူကလည်းထားလိုက်တာပေါ့နောက်တော့မူတော်ဝင်နေလူတယောက်ကနေပြီးသူ့စကားလာပြောပါတယ်ငါအဲ့မှာအရင်ကနေခဲ့တာအဲ့တဲ့တိုင်းနောက်မှာတကားရှိတယ်အဲ့ဒါကိုဖက်လိုက်ရင်လူတီအလောင်းတွေတွေ့ရလိမ့်မယ်ဆိုပြီးပြောပါတယ်ဒါမဲ့ကိုနေကဒီမှမရှိဘူးပြောတော့မသိချာရှာကြည့်ပါလို့ပြောခံလိုက်ရပါတယ်သူလည်းအိမ်ရောက်လို့ရှာကြည့်တော့စောက်စင်နောက်မှာတကယ်ပဲတွေ့လိုက်ရပါတယ်ကျိုးလေးနဲ့ပေါ့အဲ့ဒါနဲ့အောက်ဆင်းကြည့်တော့နေရာမှာစာရေးထားတာတွေ့လိုက်ရပြီးတကားလည်းရှိနေတာပါတကားနောက်မှာတော့အရေးတီပေါ့အဲ့ဒါနဲ့တကားကိုဖြတ်ကြည့်တော့လူတီအလောင်းတွေတွေ့လိုက်ပြီးလန့်ကပြေးဝလို့တဲ့အချိန်မနေ့ကကောင်မလေးရဲ့ရောက်လာပြီးလက်ကိုဓာတ်နဲ့ထိုးလို့ပြစ်ကျသွားပါတယ်နောက်တော့သူကပြောပါတယ်သူတို့ငါ့အနိုင်ချင်းတဲ့သူတွေငါအတန်းပေါ်2ယောက်နဲ့ငါအဖေပဲသူတို့ကိုတတ်လိုက်တာဒါမဲ့နေရာတွေ့သွားပြီဆိုပြီးပြောရင်ကိုလိုမိနေတာမျိုးတော့သူပါအောက်ဆင်းလိုက်ပါတယ်ဒါမဲ့ဆင်းပြီးချင်းကျိုးကပြတ်ထွက်သွားလို့ထိုင်နေအရွေထဲမှာရှိနေတဲ့လူတွေရုတ်တရက်ထွက်လာကဇလန်းလေးလေးပြီးဆုံးသွားပါတော့တယ်